အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အာမီတိုဝဲဖြစ်ပါတယ်ကဲအရင်နေ့တွေကလိုပဲကျွန်တော်လည်းဒီနေ့အသီးရိုးမယ်ဗျတနေ့တစ်ခါရိုးနေကြဆိုတော့ဒီနေ့တော့မရိုးလို့မဖြစ်ဘူးကဲကျွန်တော်ရိုးမယ်ပထမကတော့ကျွန်တော်ဒီတိုင်းပဲပတ်စံလေးကိုစုစုရတော့အခုကြောက်ကျွန်တော်မနေနိုင်လို့ delivery ပါဖိုင်းရပတ်စံလေးဖြစ်ပါဗျာပတ်စံများလीကံကောင်းလေလို့ကျွန်တော်ကတော့ထင်တယ်အဲ့ဒါပတ်စံများများစုပြီးတော့မှအသီးရိုးတယ်ဗျာကဲဟုတ်ပြီမိုက်သားဒီဩငါဒါတွေဖယ်ဦးမေးကြည့်အောင် Oh my god ဟောင်ကြီးအစ်စ်ထွက်လာတဲ့အသီးတွေပဲ share ပေါက်နေတာ crushing သီးတယ် share ပဲရောင်ကြီး crushing ကအခုနောက်ပိုင်းမှာဆိုရင်တော့ရှားသွားပြီပေါ့ပထမတော့ barrier အနေနဲ့လောက်ပေါ်တော့နေတယ်ဒါပေမဲ့အခုတော့ share ကျန်းနေ draw okay ညကလမ်းလျှောက်ရင် draw လာကြတော့မမြင်ရအောင် okay ဒီတိုင်း draw ကြည့်မယ်စာပါထဲမှာဘယ်သူမှမရှိတော့ဘူး okay ဟောင်ကြီး draw လာနဲ့ချက်ချင်းရောက်လာတာဒီဖိုးရေရောနာနဲ့ချက်ချင်းရောက်လာစတိုးမှရအားဖုန်းကြီးထစ်လာပြီကောင်းနေတွေ့ကဲအခုဆိုတော့ကျွန်တော်မှာ crashing နှလုံးဖြစ်သွားပြီဗျပထမတီးတွေတော့ကျွန်တော်ရောင်းလိုက်တာဗျာမရှိတော့ Telegram page မှာရောင်းတာဗီဒီယိုလေးကတော့လောက်ပါပဲနောက်ဗီဒီယိုမှာတွေ့ကြပါဗျာ bye bye